ညင်နဲ့လာလီလီထူးဆန်းတဲ့အတန်တွေကပိုကျဲလာလီလီပဲဝေးကွာတဲ့နေရာတစ်ခုစီအနီရွာဝမှာအတကြီးကြီးလူကြီးတွေအောင်နဲ့ထပ်ဆုံးပါတယ်ဟေးမောင်ရင်ခြံထဲဝင်မလို့လားညဘက်တော့အဲ့ဒီမှာမနေနဲ့နော်ဘာဖြစ်လို့လဲဦးလေးရဲ့ထိုလူကြီးရဲ့မျက်နှာကတီးသွားပြီးအတန်ကိုနှိမ်ကပြောလိုက်တယ်မင်းအဲ့ဒီအိမ်မှာလုံးဝမအိပ်ပါနဲ့အိမ်ကြီးကတရေအရန်ချောက်တယ်လွန်ခဲ့တဲ့30ကျော်လောက်ကအဲ့ဒီအိမ်မှာဆုံးမတယောက်ရွာသားတွေကိုပြူစားတယ်ဆိုပြီးဝိုင်းပြီးအဲ့ဒီနားမှာရွာသားတွေမီးရှို့တက်ခဲ့ကြတယ်အခုချိန်ထိသူကမကြွမလွတ်ပဲအဲ့ဒီအိမ်မှာပဲ6လနေတော့မယ်ကျွန်တော်ကတော့ပေါ်ပေါ်ပါပါပဲပြုံးလိုက်ပြီးဦးလေးကျွန်တော်ကအဲ့ဒါမျိုးတွေမကြောက်တတ်ပါဘူးဗျာလို့ပြန်ဖြေခဲ့တယ်အဲ့ဒီနောက်ကျဲဝင်းလာတဲ့ခြံဝင်းကြီးတဲ့ကအိမ်ဟောင်းကြီးစီကိုကျွန်တော်ဝင်လာခဲ့တယ်ကြီးမားလေးလာနဲ့တစ်သားတစ်ခါကြီးကိုတွန်းဖွင့်လိုက်တာနဲ့ထူးဆန်းစွာပဲအေးဆက်လာတဲ့လေပြင်းတစ်ချက်ကအိမ်ထဲကနေစီးကြိုတိုက်ခတ်လာတယ်အန်တော်စရာကောင်းဆုံးကအိမ်ရဲ့အတွင်းပိုင်းမှာပဲအပြင်ပန်းကကြည့်ရင်ဆွေးမြေ့ပျက်စီးနေသလားအတွင်းမှာတော့ဖုံတစ်ဆက်မှမရှိဘဲတန့်ရှင်းတက်ရနေတယ်ရွှေဟောင်းပရိဘောကတွေကအစားသူ့နေလာနဲ့သူတေးတေးတက်ရရှိနေတယ်ဒါဖြစ်နိုင်ပါမလားဘယ်သူများဒီအိမ်မှာလာနေနေတာလဲတော်တော်ထူးဆန်းတယ်ဘာပဲဖြစ်ဖြစ်ဒီညတော့တဲခိုခန်းကိုမပြန်တော့ဟိုဆုံးဖြတ်လိုက်တယ်ဘိုးဘွားပိုင်ချမ်းမြေကိုဘယ်သူလာရောက်ကျူကျော်နေထိုင်နေတယ်လဲဆိုတာကိုသိရအောင်ဒီအိမ်မှာပဲညအိတ်ဆောင်ကြည့်ဟိုစိတ်ပိုင်းဖြတ်လိုက်တယ်ညစင်နာနီးကြော်လာတဲ့အခါအိမ်ကြီးတစ်ခုလုံးကအကြစံကြားရလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေတယ်ညဘကိုလက်ထန်စင်ကြီးချိုးလိုက်ပြီးအိမ်ဟန်မှာမီးဖွင့်ထားလိုက်တယ်ပြင်းရည်သားနဲ့စားဦးစင်ဘိုးကစားဦးတို့ကိုယူဖတ်လိုက်တယ်ဖတ်နေရင်ရုတ်တရက်နှခေါက်တဲကိုအသားတွေမီးကျွမ်းထားတဲ့ညော်နတ်ပင်ပြင်းတစ်ခုတိုးဝင်လာတယ်ကျွန်တော်လိုက်ရှာကြည့်မိတယ်အနန့်ဘဲကကာလာလဲနှခေါင်းကိုလက်နဲ့အုပ်ထားလိုက်ပေးမယ်အနန့်ဆိုကပိုပိုပြီးပြင်းထန်လာတယ်အဲ့ဒီအချိန်မှာပဲမိဖို့ချောင်ပဲစီကနေတစုံတစ်ခုရွေးလာသွားတဲ့ခြေထမ်းလိုလိုပွတ်တိုက်တန်းလိုလိုအတန်လေးကိုရှင်လင်းစွာကြားလိုက်ရတယ်ကျွန်တော်ချက်ချင်းထားကြီးမိဖို့ချောင်ဘက်ကိုတွားကြည့်လိုက်တယ်ဘာမှမရှိဘူးအခန်းကဟာလာဟင်းလင်းဒါပေမဲ့ဖုံဒီအနှဲငယ်တင်နေတဲ့ကျမ်းပင်ပေါ်မှာသေးတွေ့တဲ့ခြေရအသစ်ဆက်ဆက်လေးတွေထင်ချန်နေတယ်ဒီအိမ်ကြီးထဲမှာကျွန်တော်အပြင်တခြားဗီဒီယိုများရှိနေတာလေကြသည်ဖြန်းဖြန်းထားသွားရင်ကျမ်းပင်ကခြေရလေးကိုလက်နဲ့ထိကြည့်လိုက်တော့ခြေရကနှွေးတုံတဲ့ရှိသေးတယ်အတွေးပေါင်းများစွာနဲ့အဲ့ရထဲဝင်လဲလိုက်ပေးမဲ့မျက်လုံးတွေကကြောင်နေတယ်ညင်နဲ့လာလီလီထူးဆန်းတဲ့အတန်တွေကပိုကျဲလာလီလီပဲဝေးကွာတဲ့နေရာတစ်ခုစီအနီအသေးခိုက်မတတ်ငိုကြွေးနေအမျိုးသမီးတယောက်ရဲ့အတန်ကိုတိတ်တိတ်လေးကြားနေရတယ်တခါတရံအခန်းတစ်ခါတည်းအလိုလိုပွင့်လာပိတ်သွားတဲ့အတန်တွေကျမ်းပြင်ပေါ်မှာလေးလံစွာရှောင်လန်းနေတဲ့ခြေတံတွေကိုပါကြားလာရတယ်မိဒီအကုန်ဖွေးပြောင်လေးတောင်မတွေ့ရပါဘူးမနက်3 နာရီကျော်လောက်မှာတော့လူကအရန်နွမ်းနေပြီးအိပ်ပျော်သွားတယ်ဒါပေမဲ့အိမ်မက်ထဲမှာတကိုယ်လုံးမီးတွေတောက်လောင်နေတဲ့အမျိုးသမီးတယောက်ကကျွန်တော်ကိုတင်ခြေရင်မှာရပ်ပြီးစိုက်ကြည့်နေတယ်အဲ့ဒီအကြည့်တွေကြောင့်ကျွန်တော်ဇော်ချွေးတွေပြန်ပြီးလန့်နိုးလာခဲ့ပါတော့တယ်နောက်နေ့မနက်ခင်းရောက်နေလာချိန်မှာတော့မနေ့ညကအဖြစ်အပျက်တွေကအိမ်မက်တထုလို့ပါပဲကျွန်တော်အင်းအပြင်ဘက်ကိုထွက်ပြီးခြံထဲလက်ပတ်ကြည့်နေလိုက်တယ်အဲ့ဒီချိန်ခြံရဲ့မနီးမဝေးကတစ်သားခုံလေးပေါ်မှာအသက်20အရွယ်လောက်ရှိမဲ့မိမပြိုလေးတယောက်ထိုင်နေတာကိုလမ်းတွေ့လိုက်ရတယ်သူမကခစ်ဘောအဝိစားတွေမဟုတ်ဘဲရှေးဟောင်းမိမဆန်းဆန်းရင်ဖုံးအင်ဂျီလေးနဲ့လုံကြီးကိုတက်တက်ရရဝတ်ဆင်ထားတယ်ကျွန်တော်စိတ်ဝင်စားနဲ့သူမရှိယာစီကိုခြေလမ်းပြင်လိုက်တယ်အနားရောက်တော့အင်ဂျီဘက်စီကနေတစုံတစ်ခုပြုတ်ကျကွဲအပ်သွားတဲ့အတန်ကျဲကြီးကြားလိုက်ရလို့လှမ်းပြီးလှည့်ကြည့်လိုက်မိတယ်အတန်လာယာကိုကြည့်ပြီးသားနဲ့မိန်ကလေးရှိယာစီပြန်လွှဲမှာတော့ထိုင်ုံလေးမှာသူမကအရေးအယောင်တောင်မကြံခဲ့ပဲအငွေ့ပြန်သွားသလိုထူဆန်းစွာပျောက်ခွေသွားခဲ့တယ်သူမကတဆေးလားဒါမှမဟုတ်နမီမယ်လေးလားကျွန်တော်ရင်ထဲမှာအဖြေရှာမရတဲ့မေးခွန်းတွေပိုတိုးလာခဲ့တယ်ကျွန်တော်စူးစမ်းလို့စိတ်ပိုပြင်းထန်လာတယ်အိမ်ပေါ်ထက်ကအခန်းဟောင်းလေးတွေစီးကိုတက်ကြီးဖို့ဆုံးဖြတ်လိုက်တယ်အခန်းထဲမှာတော့အတော်လေးဟောင်းလွှမ်းနေတဲ့ပန်းချီကားတစ်ချက်ကိုသတိထားမိလိုက်တယ်ပန်းချီကားတွေကပုံကကျွန်တော်အဖွားပုံနဲ့မဟုတ်ဘူးအမေပုံနဲ့မဟုတ်ဘူးဘယ်သူမှမသိတဲ့အမျိုးသမီးတယောက်ရဲ့ပုံတူပန်းချီကားကိုတေချာကြည့်ဖို့နန်ရန်ကနေအသားလေးမို့ဖဲလိုက်တဲ့အချိန်မှာတော့
ပန်းချီကားရဲ့နောက်ခွယ်မှာဖုံးခွယ်ထားတဲ့လျှို့ဝှက်အခန်းငယ်တစ်ခုကိုမထင်မှတ်ကဲတွေ့လိုက်ရတယ်။အခန်းဝါကနေအောက်ကိုဆင်းသွားတဲ့ကြောက်လေကားထစ်လေးတွေရှိနေတယ်။ကျွန်တော်လေကားထစ်တွေပိုင်းတဆင်ချင်းဖြည်းဖြည်းချင်းဆင်းလာခဲ့တယ် မြေအောက်ခန်းလေးတွေရောက်တဲ့အခါအပေါ်ထန်းနဲ့မတူပဲတန်ရှင်းတက်ရနေပြီးအလဲတက်တဲ့မှာတက်သားပန်းမှုတွေထွင်ထူးထားတဲ့ရှေးအောင်တက်တာတစ်လုံးကိုတွေ့ရတယ်။စူဆန်လိုဆက်ကြီးပြင်ပြနေတာကြောင့်တက်သားအဖုံးကိုဖွင့်လိုက်တဲ့အခါအချိန်မှာအဖွားဖြူသူဒေါခင်ကြီးရဲ့နာမည်ရေးထိုးထားတဲ့တားရီဖုံးတာယာရီစားကိုအဟုံးလေးတအုပ်ကိုတွေ့လိုက်ရတယ်။ကျွန်တော်လက်တွေတုံရင်းစွာနဲ့တာယာရီကျဲကကြားညာထားတဲ့စားတစ်ဆောင်ကိုဆွဲထုတ်လိုက်ပါတော့တယ်။